အားလုံးယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ကျွန်တော်ခွန်အားရတဲ့ကျမ်းပိုက်လေးကတော့ရှင်ယာကုပ်ဩဝါဒစာအခန်းကြီးနဲ့အခန်းငယ်1ဖြစ်ပါတယ်ငါညီကိုတို့ဘုန်းကြီးတော်မူသောငါတို့သခင်ယေရှုခရစ်ကိုယုံကြည်ခြင်းအမှုမှာလူမျက်နှာကိုထောက်ခြင်းရှိကြနှင့်ငါညီကိုတို့ဘုန်းကြီးတော်မူသောငါတို့သခင်ယေရှုခရစ်ကိုယုံကြည်ခြင်းအမှုမှာလူမျက်နှာကိုထောက်ခြင်းမရှိကြနှင့်ဖြစ်တော်ယုံကြည်ခြင်းအမှုကကျွန်တော်တို့လူတွေဒါပဲပြောဘလို့ပဲလို့ကောင်းသည်ဖြစ်ဆိုးသည်ဖြစ်လူတွေပြောလို့မှကျွန်တော်တို့ဖြစ်တော်ယုံကြည်တာမဟုတ်ပဲနဲ့ဖြစ်တော်ကျွန်တော်တို့ဘလို့မျိုးလှုပ်ဆောင်ပေးမဲ့ဟာကိုကျွန်တော်တို့ကမင်းရသည်တော့အရာကိုယုံကြည်ခြင်းဖြင့်ကျွန်တော်တို့ကဆွဲလန်းတတ်မှတ်ဖို့ဖြစ်ပါတယ်လို့အယုံကြည်ခြင်းကကျွန်တော်တို့မျှော်လင့်ခြင်းရှိဖို့လိုပါတယ်လို့ကျွန်တော်တို့ဒါဝိတ်ဆိုရင်ကျွန်တော်တို့တိုးထဲမှာတိုးချောင်းတဲ့ဘဝနဲ့ကျင်နေတဲ့အခါမှာဘလို့မှသူအမြင့်ကိုသူရောက်ဖို့သူ့မှာမရှိဘူးဒါပေမဲ့သူကဖျားသူ့ပေါ်မှာပြုမဲ့နမိတ်လက္ခဏာတွေကိုသူယုံကြည်တယ်သူ့ပေါ်မှာအကောင်းဆုံးလုပ်ပြီးနေလို့သူကယုံကြည်တယ်အဲကြောင့်ယုံကြည်တဲ့ဆိုတော့ဒီလူမျိုးသူနဲ့မရှင်နိုင်အောင်ခေါ်လျက်ဆိုတာကလူဘလူးလိုပုံစံမျိုးပေါ့ဟဲပြီးဘူးမှနိုင်တဲ့သူ့ဘလူးလိုပုံစံမျိုးအကောင်းကြီးဟဲပြီးဆိုတော့ဒါဝိတ်နေနဲ့မဖြစ်နိုင်ဒါပေမဲ့သူကဘာကြောင့်ခေါ်လျက်ကိုခေါ်ဖြတ်မယ်လို့သူဘာကြောင့်တွေးကြော်လဲဆိုတော့ယုံကြည်ခြင်းရှိတယ်ဒီမှာယုံကြည်ခြင်းလူမျက်နှာကိုသူမကြည့်တော့သူ့မှာသူဘလောက်ပဲဟိုဟာတွေဖြစ်နေသည်ခန္ဓာကိုယ်ကြီးထွားဖြစ်နေသည်လက်နဲ့ဘလောက်ပဲပြည့်စုံနေသည်ဒါပေမဲ့ဒါဝိတ်ရဲ့မျိုးလုံးထဲမှာသူနိုင်ရမယ်ဆိုတဲ့ယုံကြည်သူ့မှာရှိတယ်ဥပမာဖျားကမသာမယ်လို့တော့သူယုံကြည်ခြင်းနဲ့သူရှောင်းနေတာဖြစ်တယ်သူတွေးကြော်တယ်ထော်ဖျားကြီးကိုယ်ကဌာနမှာနေရောသူဒီအနန္တတကုရှင်ကြီးကိုခေါ်လို့ရလိမ့်မယ်ဆိုပြီးတော့ဒါဝိတ်ကသူယုံကြည်ခြင်းနဲ့သူကတွေးကြော်တာဖြစ်တယ်အချိန်နဲ့တော့သူ့ရဲ့ယုံကြည်ခြင်းကဖျားကအတည်ပြုပေးတာဖြစ်တယ်လို့သူအဲ့ဒါကသူ့ရဲ့ယုံကြည်ခြင်းဖြစ်တယ်တိုင်းရင်းကလည်းအတိုင်းပဲတိုင်းရင်းကချင်းတွေတွင်းထဲမှာသူ့ပြစ်ချခံရတယ်တာမန်လူတယောက်ဆိုရင်ချင်းတွေတွင်းထဲမှာပြစ်ချခံရရင်ရုံရင်းဆန်ကထပ်ပြီးလောက်တဲ့ဒီတေလောက်တဲ့ဒီအောင်ဖြစ်နိုင်တယ်ဒါပေမဲ့တိုင်းရင်းကစိတ်ကြီးတက်ဆွာနေပြီသူယုံကြည်တာကဟောဘယ်ကမှသူဘက်မှာရှိတဲ့အတွက်သူကြောက်ရင်လုံးဝမရှိဘူးချင်းတွေပြစ်ချခံရတော့လေထောက်ပါသူ့မှာရှိလို့ရှိရင်ဒီအနေမှာသူလွတ်မြောက်ဝင်ဆိုတော့သူသိတယ်အဲ့ဒါသူ့မှာယုံကြည်ခြင်းစိတ်ချမှုအပြေးအဝဖျားပုံမှာယုံကြည်မှုလက်ခံနိုင်တာဖြစ်တယ်အဲ့ဒါကြောင့်လူကျွန်တော်တို့ကအခက်အခဲပြဿနာဘယ်လောက်ပဲကြုံလာတိုင်းဒီလိုမျိုးမဖြစ်လာနိုင်ပါဘူးဟောမျိုးလုံးနိုင်ပါဘူးဆိုတာကလူတွေပါဇက်နာပါပဲရှိတယ်ပေါ့နော်အဲယုံကြည်ခြင်းဆိုတာကတရားဘာလုပ်ပြီးမလဲဘာပြုပြီးမလဲဘယ်လိုမျိုးမဆာအောင်လဲဘယ်လိုမျိုးချမြောက်အောင်လဲဆိုတာကိုကျွန်တော်တို့ကယုံကြည်ခြင်းရှိဖို့လိုပါတယ်လို့ကျွန်တော်ဆိုလဲအိဖက်အခန်းကြီးတော့ငယ်9ထဲမှာကျွန်တော်ယုံကြည်ခြင်းရှိလို့ရှိရင်ကျွန်တော်တို့ယုံကြည်ခြင်းကငယ်ဆုံးသောသူထက်တာတဲ့အငယ်ဆုံးသောသူကိုဖျားတာချမြောက်မယ်လို့ပြောတယ်ဖျားကချမြောက်မယ်ဟုတ်ယုံကြည်ခြင်းကဘာမှကျွန်တော်တို့ကသိတာထင်ရှားလို့ဆိုယုံကြည်ခြင်းမှာကျွန်တော်တို့စိုးရင်ခြင်းနဲ့ကြောက်ရွံ့ခြင်းတွေမဖြစ်နိုင်ခြင်းတွေမတက်နိုင်ခြင်းတွေအနှုတ်လက္ခဏာတွေဘာမှမရှိတော့ယုံကြည်ခြင်းမှာတကူဘလောက်ပါလဲဆိုဘုရားကိုယုံကြည်တဲ့ကမှာကြောက်ရွံ့ခြင်းတွေစိုးရင်ခြင်းတွေမဖြစ်နိုင်ခြင်းတွေမတက်နိုင်ခြင်းတွေအနှုတ်လက္ခဏာတွေဘာမှမရှိတော့ဘူးကျွန်တော်တို့ကရဲရင်သောစိတ်နဲ့ဘုရားသခင်ရဲ့ရှေ့တော်မှာယုံကြည်ခြင်းအပြည့်ကျွန်တော်တို့ကယူနာတော်ကိုခံစားမှာဖြစ်တယ်ယုံကြည်ခြင်းရှိပြီးရင်ထိုတောင်ကိုဘုံနည်းတော့ရှိတော့ယုံကြည်နေနဲ့ရှိတော့ထိုတောင်ကိုကျွေးတဲ့ဆိုတဲ့ကြီးတော်တိုင်းဘုရားသခင်ကိုကျွန်တော်တို့ကယုံကြည်ရှိလို့ရှိရင်ဘုရားကကျွန်တော်တို့ဘက်မှာအစဉ်မြဲမဆတဲ့ဘုရားဖြစ်ပါတယ်အင်းကကျွန်တော်တို့နေမဟုတ်ဘူးကျွန်တော်တို့ရဲ့တာမြင့်ဆက်တော့ပိုင်းလူဆက်တွေအစဘုရားသခင်ကယုံကြည်ဂတိတော်ပေးရပြီးသွားပြီဖြစ်တယ်ယုံကြည်ခြင်းကျွန်တော်တို့ကဒီပြီးတော့အစပြီးတော့ယုံကြည်ခံရလို့ရှိရင်ကျွန်တော်တို့ရဲ့လူဆက်နောက်ပိုင်းတွေကပို့ပြီးတော့တာရေးတော့ဘုရားသခင်ရဲ့ယုံကြည်ခြင်းရဲ့ခိုင်မာတဲ့ဂရုတော်မျိုးတရားမှာဖြစ်ပါတယ်အဲဒါကြောင့်လို့ကျွန်တော်တို့ကအခက်အခဲပြဿနာဘယ်လောက်ပဲကြုံလာတိုင်းဒီလိုမျိုးမဖြစ်လာနိုင်ပါဘူးဟောမျိုးမလုံးနိုင်ပါဘူးဆိုတာကလူတွေပါဇက်နာပါပဲရှိတယ်ပေါ့နော်အဲယုံကြည်ခြင်းဆိုတာကတရားဘာလုပ်ပြီးမလဲဘာပြုတ်ပြီးမလဲဘယ်လိုမျိုးမဆာအောင်လဲဒီလိုချင်းမြောက်အောင်လဲဆိုတာကိုကျွန်တော်တို့ကယုံကြည်ခြင်းရှိဖို့လိုပါတယ်လို့ကျွန်တော်ဆိုလဲကြည့်ကျွန်တော်တို့ဆိုရင်တခါကျရင်ပြင်းမိတယ်ဘယ်လိုပြင်းမိလဲတော့ဟောငါတို့အတက်နဲ့ဆိုရင်နောက်နေရလို့ရှိရင်10နှစ်15နှစ်ပဲလောက်နေရတော့မယ်ဒါပေမဲ့ငါမျိုးဆက်ငါတာနောက်ဆုံးကောင်းမှုကဘုရားမြတ်ဘုရားအသက်ရှင်ရမယ်ဘုရားသခင်ကျေးဇူးတော်ခံစားရမယ်လို့တော့ပဲကျွန်တော်ထင်ခဲ့တယ်ဒါပေမဲ့ဘုရားသခင်က
အဲ့မှာမဟုတ်ပဲကျွန်တော်တို့ကနေပြီးတော့စမှကျွန်တော်တို့ကလည်းစတည်ပြီးတော့မှယုံကြည်ခြင်းကဒီမဲ့ဘုတ်လို့ပဲ။ဘာကြောင့်လဲကျွန်တော်တို့မလုပ်နိုင်တဲ့အရာတွေဆုံးရှုံးသွားတဲ့အရာတွေမဖြစ်နိုင်တဲ့အရာတွေမဖြစ်ဘူးခဲ့တဲ့အရာတွေအိမ်မက်တော်ထက်မဲ့မဲ့ဘူးတဲ့အရာတွေကျွန်တော်တို့ဟိုပြားတဲ့ငါပေးထားပြီးတော့ဖြစ်တယ်။အဲ့ဒါကိုကျွန်တော်တို့ကယုံကြည်ခြင်းနဲ့တိမ်ပိုက်ကြယူဖြစ်တယ်။ကျွန်တော်တို့ကစပြီးတော့နောက်မျိုးဆက်တွေကျွန်တော်တို့တားမှမဟုတ်ဘူးကျွန်တော်တားစီးစမ်းလာတဲ့မျိုးဆက်ကစပြီးတော့နောက်ဆုံးမျိုးဆက်တွေကိုဖျားတင်ကယုံကြည်နဲ့ကောင်းကြီးပေးပြီးတော့ပေးသိပေးမှဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မတက်နိုင်ခြင်းမလုပ်နိုင်ခြင်းတွေကကျွန်တော်တို့ခရစ်တော်ရဲ့ကားထဲမှာကျွန်တော်တို့ကြံခဲ့ပြီ။ကျွန်တော်ကားနေပြီးစပြီးတော့မှကျွန်တော်တို့မျိုးဆက်တွေရောတင်တို့ရဲ့မျိုးဆက်တွေတိုင်အောင်လဲဖျားတင်ကယုံကြည်ခြင်းနဲ့ဒီဆောက်ပြီးမှဖြစ်တယ်။ယုံကြည်ခြင်းကိုခိုင်ခံ့စီမှဖြစ်တယ်။ဘုံတဲ့အတိုင်းတင်ယုံကြည်ခြင်းရှိတဲ့အတိုင်းလာမယ့်အနာဂတ်ဒီမှာတင်တို့ရဲ့မိသားစုတွေမဟုတ်ဘူးဆွေမျိုးသားချင်းတွေမဟုတ်ဘူးပတ်ဝန်းကျင်မှာရှိတဲ့လူတွေအားလုံးကကောင်းကြီးခံစားရမယ်တင်ရင်မျိုးဆက်တွေကစင်မီတစင်ဖျားခင်ကောင်းကြီးကိုခံစားမှာဖြစ်တယ်ယုံကြည်ခြင်းတစ်ဆက်လောက်ရှိလို့ရှိရင်နည်းနည်းလေးပဲရှိရင်တော့ဖျားခင်ကအများကြီးချီးမြှောက်တဲ့ဖျားဖြစ်ပါတယ်လို့ကျွန်တော်နည်းနည်းခွန်အားပေးခြင်းပါတယ်ယုံကြည်ခြင်းအားဖြင့်ဖျားခင်ခေါ်တာကြီးကောင်းကြီးပြပါစေ